ကွန်ပျူတာနည်းပညာတွေကိုလေ့လာနေတဲ့ဟောရတဲ့ငွေကြီးနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ video လေးမှာတော့ကျွန်တော်ရဲ့အန်ကောကွန်ပျူတာ book channel လေးမှာပေါ့နော်ကွန်ပျူတာနည်းပညာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီအစည်းအဝေးတွေ meeting လုပ်တဲ့နည်းလမ်းလေးကိုဒီ video လေးမှာအသေးစိတ်ကားနာရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ meeting လုပ်တယ်ဆိုတာကကျွန်တော်တို့ကလုပ်တဲ့ software တွေအများကြီးရှိတဲ့အထဲမှာကျွန်တော်ကဒီ Google Meet နဲ့ပေါ့နော် Google မှာပါဝင်တဲ့ Meet နဲ့ပေါ့နော် meeting လုပ်တဲ့နည်းလမ်းလေးကိုဒီနေ့ခဏနာရှင်းပြပေးမယ်အဲ့တော့ Google Meet နဲ့လောက်တာကကြတော့ဒီကြာချိန် meeting တစ်ခုကိုကြာချိန်က45မိနစ်ပဲ free ကြာချိန်ရပါတယ်အဲ့ဒါလေးကိုစာသင်တဲ့ဆရာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်အဖွဲ့အစည်းနဲ့ meeting လုပ်ချင်တယ်ဆိုရင်တော့ဒီနည်းလေးကိုကြည့်ပါဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်တို့ဒါပေမဲ့ Google လုံးမှာ Google မှာအသုံးပြုဖို့တော့ကျွန်တော် Google account တစ်ခေါက်တော့ကိုမှရှိမှရတယ်ပေါ့နော် Google account တစ်ခေါက်ကိုဝင်ထားလိုက်ဝင်ပြီးသွားရင်ဒီမှာအဆက်90ရှိတယ်အဲ့ဒီအဆက်90ကိုတစ်ချက်ထောက်ပြီးရတဲ့နေ့ကကြတော့ device ဆိုတဲ့ဟာလေးကိုရှင်းပြပြီးဘိန်းလေးကိုလှည့်လိုက်device ဆိုတာလေးကိုရှင်းပြပြီးခဲ့ပြီးဒီနေ့ကကြတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးအဲ့ device ရဲ့ Vena ဒီဘက်မှာပေါ့နော် MET Meet ဆိုတဲ့ဒီ logo လေးကိုတွေးလိုက်မယ်ပေါ့နော်အဲ့ logo လေးကိုနဲ့ကျွန်တော်တို့က Zoom meeting ဒီ meeting လုပ်တဲ့နေရာတွေမှာအသုံးပြုတယ်ပေါ့နော်ဘယ်လိုလုပ်လဲဆိုရင်အဲ့ဒါလေးကိုတစ်ချက်ထောက်လိုက်တစ်ချက်ထောက်လိုက်တာနဲ့ကျွန်တော်တို့ဒီလိုမျိုးပေါက်ကြလာပြီပေါ့နော်ဒီလိုကြလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော် new meeting ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ဒီဘက်ကဟာကြတော့ဘာကိုပြောတာလဲဆိုလို့ရှိရင်သူများကဒီ Google Meet နဲ့ကျွန်တော်တို့ meeting လုပ်တဲ့ခါကျသူတို့ link ပို့လာတယ်အဲ့ link ကို copy ဒီမှာထည့်လိုက်လို့ရှိရင်အဲ့ဒီနေရာကို direct ချွန်လို့ရတယ်ဒါကကြောင့်ဒီဘက်မှာပေါ့နော်တိတ်ပြီးတော့အသုံးမပြုကြဘူးပေါ့နော်အသုံးပြုလဲရတယ်ပေါ့နော်ပြီးရင်ကျွန်တော်မှာဒါကကြတော့ new meeting ဆိုတာကကြတော့ meeting တစ်ခုဖန်တီးမှာဟုတ်ပြီနော်အဲ့တော့ new meeting လေးကိုတစ်ချက်ကလစ်လိုက်ကလစ်ပြီးဒီမှာသူ့ရဲ့လုံးဆောင်ချက်တွေရှိတယ်ပေါ့နော်နောက်ပြီးရင် meeting လုပ်တဲ့ခါကျရင်တော့ဘယ်အချိန်ဘယ်နိုင်မှလုပ်မယ်ဆိုတဲ့ဟာကိုလည်းဒီမှာသတ်မှတ်ထားလို့ရတယ်ပြီးရင်အဲ့ link ကိုယူထားလိုက်လို့ရတယ်ပေါ့နော်အပေါ်ကကြတော့ကျွန်တော်တို့ဘာကိုပြောတာလဲဆိုရင်ဓာတ်ရိုက်အခုလက်ရှိဒီ meeting တစ်ခုကိုကျွန်တော်တို့စီစဉ်တဲ့ခါကြလို့ရှိရင်သူကဒီအပေါ်ဆုံးဟာကိုထောက်လိုက်လို့ရှိရင်သူကmeeting ကိုထိန်းချုပ်လို့မရတော့ဘဲနဲ့အားလုံးဝင်ပြီးတော့ဒီ link ကိုတွေးလိုက်တာနဲ့ link ကိုဝင်လဲနှိပ်လိုက်တဲ့လူတိုင်းဓာတ်ရိုက်အကုန်လုံးဝင်လို့ရတယ်ပေါ့နော်သူ့မှာကြတော့ကျွန်တော်တို့ထိန်းချုပ်ထားခြင်းမရှိပဲဒုတိယကောင်ကကြတော့ဘာလဲဆိုရင်ဒါကကြတော့ကျွန်တော်တို့ meeting တစ်ခုကိုလုပ်တဲ့ခါကျရင်ထိန်းချုပ်ထားတယ်အမှန်တရားရှိတယ်ပေါ့နော်အတ္တမှန်တော့အဲ့တော့ဝင်ကျင်တိုင်းသူဝင်လို့မရဘူး link ကိုတွေ့တာနဲ့ဝင်လိုက်တာနဲ့ဒီကအမှန်ကဒီလက်ခံပြီးမှသာလင်ဒီ meeting ဖွဲ့စည်းမှာအစည်းအဝေးလုပ်တဲ့ခါမျိုးတွေမှာနောက်စာသင်တဲ့ခါမျိုးတွေမှာဝင်ရောက်ပြီးတော့ join လို့ရတယ်เนาะဒုတိယကောင်ကအဲ့တော့ပေါ်ဟာကြတော့သူကအတ္တမှန်မရှိဘူးဒီလေးကိုတွေ့တာနဲ့ဝင်ကြိုက်တဲ့လူတွေဝင်နေလိုက်ရပြီအဲ့တော့ကျွန်တော်ကအဲ့ဒါကိုမရှင်းပြတော့ဘူးနောက်ကဟာဒီအောက်ကဟာကြတော့ကိုနာယီတွေအချိန်တွေပေါ့နော်ကိုရက်တွေနာယီတွေအချိန်တွေကိုသတ်မှတ်ပြီးတော့ meeting လုပ်ရတဲ့ဟာဖြစ်တယ်အဲ့တော့ तू ကကြတော့ तू link တစ်ခုယူလာတယ်အဲ့ link ကို copy ယူပြီးတော့ကိုယ့်ရဲ့အဖွဲ့အစည်းကိုပေးလိုက်တာနဲ့တင်ကိုအဲ့နာယီအဲ့ချိန်ကျရင်အဲ့ဒီ meeting ကပွင့်ပြီးတော့လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒါကိုလည်းကျွန်တော်မရှင်းပြဘူးကျွန်တော်ရှင်းပြချင်တာက direct meeting လုပ်တယ်ကိုကခေါင်းဆောင်ပဲဖြစ်ဖြစ်ကိုကစာသင်တဲ့ဆရာပဲဖြစ်ဖြစ်ကိုက meeting ကိုဖွဲ့စည်းပြီးသွားလို့ကိုရဲ့အတိမိတ်ဆွေတွေကို link ပို့လိုက်တာနဲ့တင်ကိုသူတို့က join တဲ့ခါမှာကိုကအမှန်တရားဖြစ်တဲ့ကြောင့်ကိုလက်ခံမှသာရင်သူတို့ရမှာလက်မခံမရအောင်နောက်ပြီးလို့ရှိရင်အတန်ဒီ mic တွေအစားကျွန်တော်တို့ပိတ်ထားလို့ရတယ်ဒီဟာနဲ့ကြအကောင်းဆုံးတော့ဒီဟာပဲပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ကတစ်ချက်ထောက်လိုက်တာထောက်လိုက်တဲ့ခါမှာဆိုရင်အခုလိုမျိုးပေါ်သွားပြီပေါ့နော်ပေါ်ပြီးဒီဘက်တော့လေးမှာ link ပေါ်လေးအဲ့ဒီ link ကို copy ယူပြီးတော့ကိုကပေးပို့လိုက်တာနဲ့တင်ဒါဆိုဒီလိုမျိုးပေါ်သွားပြီပေါ့နော်ဒီမှာလည်းကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေရဲ့ Gmail တွေကိုသိလို့ရှင်ဓာတ်ရိုက်ဒီမှာလုပ်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့ကိုက Facebook လိုမျိုး application တွေ Line လိုမျိုး application Viber တွေလိုမျိုး application တွေမှာဒီ link ကိုတက်ပို့လိုက်ကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေရှိရင်ဒီ link လေး copy တစ်ချက်နဲ့နှိပ်ပြီးကျွန်တော်တို့မှာ Facebook နဲ့လုပ်ပြပြီးမယ်ပေါ့နော် Facebook မှာသွားပြီးတော့ကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေကိုအဲ့ဒီမှာသွားပြီးတော့ပေးပို့မယ်ပေါ့နော်သူ့ right click ထောက်ပြီးတော့ pass ပေးလိုက်ဟုတ်ပြီနော်အပြင်အနာခောက်ပေးလိုက်ဒါဆိုရင်သူ့ရှိကိုရောက်သွားတယ်သူကဝင်လာမှဒါလင်ကိုကလက်ခံပေးရမှာပေါ့နော်အဲ့တော့ဒီမှာတစ်ချက်ပြောပြရမယ်ဒီမှာကိုယ့်ရဲ့ဒါကိုပိတ်လိုက်လို့ရပြီနော်ဒီ link ယူပြီးဆိုပိတ်လိုက်တော့ပြီးဒီမှာကျတော့ကိုယ့်ရဲ့ရုပ်ကိုကိုကဖော်ပြခြင်းနဲ့ဆိုဒီမှာ video record မှာrecord ကိုကျွန်တော်တို့ကဖွင့်ထားပေးရမယ်နော် mic ဒါကကြတော့ mic ကိုယ့်ရဲ့ပြောတဲ့အတန်ကိုပိတ်ထားခြင်းဒါကိုပိတ်ထားလိုက်ဟုတ်ပြီနော်ကဲဖွင့်ခြင်းနဲ့ဆိုကိုယ့်ရဲ့ရုပ်ကိုဖွင့်ခြင်းနဲ့ဆိုရင်ဒီမှာသူ့ရဲ့ screen မှာပေါ့ကိုကြိုက်တဲ့ဟာ
ကိုဖွင့်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့မျက်နှာပြင်တစ်ခုလုံးကိုပြချင်တာလားဒါမှမဟုတ်ပြီးလို့ရှိရင်နောက်ဒီမှာဒီဟာလေးကဒါကဲဆိုရင်ကျွန်တော်တို့တငယ်ချင်းတယောက်ဝင်လာလေးကိုပြကြည့်လိုက်မယ်နော်ဒါလေးထိန်းချုပ်ရရတယ်ဆိုတဲ့အကြောင်းအဲ့တော့တကယ်ချင်းတယောက်ကကိုယ့်ရဲ့ account ကိုယ့်ရဲ့ link ကိုပေးသွားလို့ဒါမှမဟုတ်ကိုယ့်ရဲ့သင်တန်းသားစာသင်တဲ့ခါမျိုးတွေမှာလည်းတုံးတယ်ဒါမှမဟုတ်ကိုယ့်ရဲ့အဖွဲ့အစည်းကသူက Gmail တစ်ခုနဲ့သူကဝင်လာမယ်ဆိုပါစို့ဟုတ်ပြီနော်သူကဒီဟာကို Gmail ကိုသူက join လိုက်ပြီပေါ့ဟုတ်တယ်နော်join လိုက်တဲ့ခါမှာဆိုလို့ရှိရင်သူကဒီဘက်မှာပေါ်လာတယ်အမှန်လက်ခံမလားမခံဘူးလားတကယ်လို့4-5ယောက်ဆို4-5ယောက်ဒီနားမှာ view နေလိုက်အကုန်ပေါ်တယ်တစ်ယောက်ဆိုတစ်ယောက်တည်းလက်ခံမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါချက်ချင်းလက်မခံလို့သူက3စက္ကန့်ကြာတယ်ချက်ချင်းလက်မခံ5စက္ကန့်နဲ့တော့ချက်ချင်းလက်မခံရင်သူအဲ့လိုဖြစ်သွားတယ်အဲ့ဒါမှကိုကချက်ချင်းလက်မခံတဲ့အတွက်ကြောင့်ဒီမှာ view နှိမ့်လိုက်တာနဲ့ဒီမှာဝင်ရလူတွေအများကြီးပဲတွေးလိမ့်မယ်ပေါ့နော်ကိုကဘာလုပ်ရမလဲဆိုရင်အတက်ကိုအမောင်းနေလိုက်တာမျိုးတွေကိုဖြစ်ပါလေကိုရဲ့ဒီကိုဝင်လာနော်အဲ့ဒီမှာဆိုအဲ့ဒီမကြားချင်းဖွဲ့စည်းမှာစီးဝေးလုံးနေကြမှာမိုက်တွေကိုပိတ်သွားတယ်ဆိုတော့မိုက်တွေတစ်ချက်ကလေးလာကလစ်ပြီးသွားဒီမှာဒါလေးထောက်သူမိုက်အားပြန်ပိတ်သွားတယ်ပေါ့နော်ကိုလည်းကိုမိုက်ကိုပိတ်ချင်ဒီမှာလည်းပိတ်လို့ရတယ်ဒီမှာလည်းကိုပိတ်လို့ရတယ်ပေါ့နော်ဒီမှာပိတ်ရမယ်အမှန်ဟုတ်တယ်နော်โอเคဒါဆိုတော့ကိုမိုက်ကိုပိတ်သွားပြီပေါ့နော်ရမယ်နော်တကယ်လို့ဝင်လာတဲ့လူတွေကတော့ဒီနားမှာဒီမှာပေါ်နေလိမ့်မယ်ဘယ်နှယောက်ဝင်ကျင်တဲ့လူတိုင်းဝင်ဒီမှာပေါ်လိမ့်မယ်တကယ်လို့မကိုတကယ်ချင်းကိုထက်ကျင်တယ်ဆိုဒါလေးကိုနှိပ်ပြီးထည့်ပေါ့နော်အဲဆိုလို့ရှိရင်ဒါကကြတော့မိကျင်လောက်တာကျန်တဲ့နေရာတွေတပုံကြီးပါဒီမှာလိုက်ကကလိကြည့်လို့ရတယ်ဒီမှာကိုကသူတို့ကိုကြိုက်နေသူတို့ပြောတာကြိုက်နေတယ်လို့အဲ့လိုအသေးလေးပေးတာမျိုးတွေလက်မထောင်တာမျိုးတွေအဲ့လိုမျိုးလဲလုပ်လို့ရတယ်ဟုတ်ပြီနော်ဒီဘက်မှာလည်းတပုံကြီးပဲလှုပ်ဆောင်ချက်တွေကအများကြီးပေါ့နော်အခုကကြတော့ကျွန်တော်ဒါအခြေခံသဘောတရားလေးပဲရှင်းပြပေးတာမီတင်းတစ်ခုဘယ်လိုဖန်တီးမလဲပေါ့နော်ဒါလေးကိုလက်တွေ့တည်းပြခြင်းဖြစ်တယ်အဲ့တော့ကိုယ့်ဘက်ကိုဒီဘက်မှာလိုက်လျှောက်ကလစ်ပြီးတော့လဲလှုပ်ချင်တဲ့စတင်ပိုင်းတွေရောထိန်းချုပ်ချင်တယ်ဆိုရင်လည်းအများကြီးပဲလှုပ်လို့ရတယ်မိုက်တွေကိုကအကောင်းဆုံးချိန်လို့ရတယ်တပုံကြီးပဲပေါ့နော်နောက်ကိုယ့်ရဲ့တို့တွေ့ရလားဘက်ကောင်ချိန်လာတာတို့ကိုပုံလေးတွေပြောင်းတာအများကြီးပဲအဲ့မှာစတင်မှာပြင်လို့ရတယ်ပေါ့နော်ဟုတ်တော့ဒီ Google Meet ကကြတော့သူက45မိနစ်တစ်ချိန် Zoom meeting ထိုင်တဲ့ခါမှာ45မိနစ်တစ်ခါပြန်ပိတ်သွားတယ်အဲ့ဒါကိုကအသစ်ပြန်လုပ်ပြီးတော့ပြန်ပြီး link ပြန်လုပ်အသက်ပြန်သွင်းပေါ့နော်ခုနလိုမျိုးကိုခဲသွားမိကိုထောက်ပြီးတော့ new meeting ဆိုတဲ့အဲ့ဒါတခုထပ်လုပ်ပြီးတော့ထပ်လုပ်တာအဲ့တော့ဒီအခုဒီ meeting လုပ်တဲ့ဒီ Google Meet ဆိုတဲ့ဟာလေးကသူကဝယ်သုံးရတာမဟုတ်တဲ့အတွက်ကြောင့်မလို့သူကတခါ meeting တစ်ခုလုပ်ရင်45မိနစ်ပဲ free လုံးပိုင်ခွင့်ရှိတယ်ပေါ့နော်ဒါကြောင့်စာသင်တဲ့သူတွေဆိုလို့ရှိရင်တော့ခဏလောက်ရတယ်ပေါ့သင်တန်းစာသင်နဲ့ link ပြုတ်ကြသွားပြီ45မိနစ်ပြည့်သွားရင်ပြီးပြီကဲအဲ့ဆိုနောက်ထပ်45မိနစ်တစ်ခါထပ်လုပ်ရင်ဒါဆို free သုံးလို့ရတယ်ဟုတ်ပြီနော်အားလုံးပဲရရှိလိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်အခုအားလုံးပဲနောက်ထပ်ကိုယ်စားသင်ခန်းစာတွေရလိမ့်မယ်မျှော်လင့်နေအားလုံးပဲ bye bye နောက်ထပ်သင်ခန်းစာမှာပြန်ဆုံမယ်